ဒါဆိုရင်ကိုအမကအတိုင်းကြီးတွက်ပြီးသွားပြီဆိုရင်ပတ်တန်စားဆွဲမယ်နော်အရင်ဆုံးအမကဘာလုပ်မလဲဆိုတော့ဒီမှာမြင်းတစ်ချောင်းရင်ဆုံးဆွဲလိုက်နော်အခုအမကစဆွဲတာဒီဒါကနောက်ချမ်းဖြစ်မယ်နော်နောက်ချမ်းကနေစဆွဲမယ်ပြီးရင်ဒီဘက်မှာလည်းအမကဘီးမြင်းတစ်ချောင်းဆွဲလိုက်မယ်နော်ပြီးသွားပြီဆိုရင်အမတို့အခုဒါစဆွဲလိုက်တဲ့မြင်းကဘာဖြစ်သွားမလဲဆိုတော့ပခုံးမြင်းဖြစ်သွားမယ်နော်အဲဆိုရင်အမတို့ကဒီမှာပခုံးမြင်းကနေဘယ်လောက်အောက်ကိုဆင်းမလဲဆိုတော့လက်လိုင်းလို့ခေါ်တယ်နော်လက်လိုင်းကကြတော့အမတို့ကပုံမှန်ပဲနော်ပုံမှန်21 cm ဆင်းမယ်ဒါဆိုရင်အမတို့ကပခုံးကနေ21ဆိုပြီးတော့မှတ်လိုက်မယ်မှတ်ပြီးသွားရင်အမြင်ကိုဒီဘက်ကိုအမတို့ကမြင်းဖြောက်ဆွဲထုံမယ်နော်21စင်နဲ့အဲဆိုရင်အမတို့ကဒါဒီဗာမြင်းဖြစ်သွားမလဲဆိုတော့ရင်မြင်းဆိုပြီးတော့ဖြစ်သွားမယ်နော်ပြီးသွားလို့ရှိရင်အမတို့ကခုတ်ခါမြင်းကိုမှန်မယ်နော်အဲဆိုရင်အမတို့ကဒီကနေဘယ်လောက်ဆင်းမလဲဆိုတော့ခန္ဓာကိုယ်မှာတိုင်းထားတဲ့အတိုင်း38ဆိုရင်38ပေါ့39ရှိရင်39ဆိုပြီးတော့မှန်မယ်နော်အဲဆိုရင်အမကအခုဒီမှာ39ဆိုပြီးတော့မှတ်လိုက်တယ်နော်ဒါဆိုရင်ပခုံးကနေမှတ်တာနော်သူ့ကိုအမတို့ကတိုင်းနှုံးကလည်းပခုံးကနေပဲတိုင်းတယ်နော်အဲဆိုရင်သူ့ရဲ့အတိုင်းကိုမှတ်တယ်ဆိုရင်လည်းပခုံးကနေပဲမှတ်မယ်နော်ဆိုရင်ဒါကိုလည်းဒီလိုဆွဲချလိုက်နော်ဒါဆိုရင်အမတို့ကဒါကဘာမြင်းဖြစ်သွားမလဲဆိုတော့ခါမြင်းဆိုပြီးတော့နော်ပြီးသွားလို့ရှိရင်အမတို့ကတင်မြင်းမှတ်မယ်နော်အဲဆိုရင်အမတို့ကဒီမှာခါကနေအောက်ကိုမှတ်တယ်နော်တင်အကျဆိုတဲ့ဟာကိုမှတ်မယ်တိုင်းနှုံးကလည်းသူ့ကိုခါကနေတင်အမြင့်ဆုံးနေရာထိတိုင်းနေတယ်နော်အဲဆိုရင်အမတို့ကဒီမှာမှတ်တဲ့အခါကျရင်လည်းသူ့ကိုခါကနေပဲမှတ်မယ်သူရပြီဆိုရင်လည်းမြင်းအချောင်းဆွဲထုတ်ပါဒါဒီဘာဖြစ်သွားမလဲဆိုတော့တင်မြင်းဆိုပြီးတော့ဖြစ်သွားမယ်အဲဆိုအမတို့ကအင်ကြီးချုပ်တော့မယ်ဆိုရင်အရင်ဆုံးပတ်တန်စဆွဲရင်ဒီပခုံးရဲ့ရင်ရဲ့ခါရဲ့တင်ရဲ့ဆိုတဲ့မြင်းလေးကြောင်းကိုစပြီးတော့ဆွဲမယ်နော်ဒါဆိုရင်အမတို့ကပြီးရင်ပြန်ကြည့်မယ်ဆိုရင်ပခုံးကနေဘယ်လောက်ဆင်းလိုက်လဲဆိုတော့ဒါက21သူကကြတော့ခန္ဓာကိုယ်မှာမတိုင်းဘူးเนาะပုံသေးမှတ်ထားတဲ့ဟာမျိုးပေါ့21နည်းနည်းဝါးတဲ့လူလောက်ဆိုရင်မှ22 23သွားမယ်เนาะပြီးသွားလို့ရှိရင်ပခုံးကနေဒီခါထိကကြတော့ခန္ဓာကိုယ်မှာတိုင်းထားတဲ့ဥစ္စာတယောက်နဲ့တယောက်တော့မတူနိုင်เนาะအဲဆိုရင်ငါတို့ကရာသလောက်ကိုမှတ်မယ်ဒီခါကနေတင်ထိကလည်းအဲ့လိုပဲခန္ဓာကိုယ်မှာတိုင်းထားတဲ့ဥစ္စာเนาะသူကလည်းတယောက်နဲ့တယောက်တူချင်းမှတူမယ်ရာသလောက်ကိုမှတ်မယ်เนาะဒါဆိုရင်ငါတို့ကဒီမှာစပြီးတော့ပတ်တန်ဆွဲမယ်နော်အဲဆိုရင်ဒီမှာကပခုံးတွက်ထားတာရှိမယ်နော်ကိုယ့်ရဲ့ပခုံးတွက်ထားတာဘယ်လောက်ရလဲရသလောက်ကိုဒီမှာမှတ်မယ်နော်တကယ်လို့ပခုံးက18ရတယ်ဆိုရင်အမတို့ကဒီကနေဒီထိ18ဆိုပြီးတော့မှတ်လိုက်မယ်ဒီမှာဘာမှတ်လဲဆိုတော့ပခုံးအစားနှစ်ကိုမှတ်လိုက်တယ်နော်ပြီးတော့လို့ရှိရင်ဘာလုပ်မလဲဆိုတော့အမတို့ကဒီမှာပခုံးကနေဘယ်လောက်ဆင်းမလဲဆိုတော့3 cm ဆင်းတယ်ဒါလည်းပုံမှန်ပဲနော်ဒီကနေ3ဆင်းမယ်ပြီးရင်ဒီမှာလေဘင်းပေါက်ဖောက်မယ်နော်လေဘင်းပေါက်ကကြတော့ပုံမှန်အင်ကြီးပဲလေဘင်းအရန်လည်းမပြည့်ဘူးပုံမှန်လေးပဲဆိုရင်9 cm လေဘင်းပေါက်ဖောက်ခဲ့မယ်နော်လေဘင်းက6ဖောက်ခဲ့တယ်ဒါဆိုရင်ဒီမှာဒီလေဘင်းပေါက်ဖောက်ထားတာနဲ့ပခုံးဆင်းထားတဲ့နေရာကိုလာပြီးတော့ဆက်မယ်နော်ပြီးသွားလို့ရှိရင်ဒီမှာဘာမှတ်မလဲဆိုတော့ရှင်မှတ်မယ်နော်ရှင်တွက်ထားတဲ့ဟာကိုမှတ်မယ်ရသလောက်ပေါ့နော်မှာရှင်းမှတ်လိုက်မယ်ပြီးရင်ခါနေရာမှာလည်းခါတွက်ထားတဲ့ဟာကိုမှတ်မယ်နော်ပြီးရင်တင်လဲအဲ့လိုပဲနော်တင်မှာလည်းတင်တွက်လို့ရလာတဲ့ဟာကိုမှတ်မယ်ပြီးတော့ရင်ဒီ3ခုကိုလာဆက်မယ်နော်နော်ဒီမှာရင်ကကြတော့ငါတို့တွက်ပြီးသားနော်ရင်တွက်ပြီးသားကိုမှတ်လိုက်တယ်ဒီမှာခါတွက်ပြီးသားကိုမှတ်လိုက်တယ်နော်ဒါကရင်ဒါကခါဒီမှာကတင်နော်အဲဆိုရင်တွက်ထားတဲ့အတိုင်းကိုမှတ်လိုက်တယ်နော်ပြီးသွားလို့ရှိရင်ငါတို့ကဒီမှာခြိုင်းဆွဲမယ်နော်ခြိုင်းဆွဲမယ်ဆိုရင်အရင်ဆုံးဒီမှာကတင်နော်အဲဆိုရင်တွက်ထားတဲ့အတိုင်းကိုမှတ်လိုက်တယ်နော်ပြီးသွားလို့ရှိရင်ငါတို့ကဒီမှာခြိုင်းဆွဲမယ်နော်ခြိုင်းဆွဲမယ်ဆိုရင်အရင်ဆုံးဒီမှာပခုံးစုံသွားတဲ့နေရာကနေရင်ကိုလာပြီးတော့တစ်ချက်ဆက်မယ်နော်ပြီးသွားလို့ရှိရင်တိုင်းကြည့်မယ်နော်ဘယ်လောက်ရှိလဲပေါ့ရှိတဲ့ဟာကိုငါတို့တော့ဝက်လိုက်မှာ18ရှိရဲဆိုရင်9ပေါ့20ရှိရဲဆိုရင်10နော်တဝက်မှတ်လိုက်တယ်နော်ဒီကနေဒီထီရဲ့တဝက်မှတ်တယ်မှတ်ပြီးရင်အဲ့ဒီမြင်ကိုငါတို့ဒီဘက်ကိုဆွဲထုတ်မယ်နော်အဲ့ဒါကကြတော့ဗာမြင်လို့ခေါ်လဲဆိုတော့ကြောကျယ်မြင်လို့ခေါ်တယ်နော်
နော်ကြောကျဲမြင်းလို့ခေါ်တယ်ပြီးရင်အမတို့ကဒီမှာကြောကျဲမြင်းပေါ်မှာကြောကျဲမှတ်မယ်ကြောကျဲကကြတော့ဘယ်လိုမှတ်လဲဆိုတော့အမတို့ပခုံးအစားနှစ်ထဲကနေ1 cm နှုတ်မယ်တကယ်လို့ပခုံးက18ရှိရဆိုရင်သူက18ဖြစ်သွားမယ်ပခုံးက19ဆိုရင်သူက18ဖြစ်သွားမယ်အဲ့လိုနော်အဲဆိုရင်အမတို့ကဒီမှာမှတ်လိုက်မယ်နော်မှတ်ပြီးသွားလို့ရှိရင်ဒီမှာဒီပခုံးနဲ့လာဆက်မယ်ဒီနေရာကိုအဖြောက်ဆက်တယ်အောက်ပိုင်းလေးကြတော့အမတို့ကပေကွေးလေးနဲ့ဆက်မယ်နော်ပေကွေးကင်တာလေးကြည့်နော်ပေကွေးကိုအမတို့ကဒီလိုအလိုက်တင်လေးပဲသွားဆက်မယ်နော်အရင်ကိုကွေးလေးလည်းမဟုတ်တစစ်ချိုးလေးလည်းမဖြစ်နေအောင်နော်အပေါ်ကလာတဲ့ဟာနဲ့အလိုက်တင်လေးပဲသွားပြီးတော့ဆက်လိုက်မယ်နော်ဒါဆိုရင်အမတို့ကနောက်ချမ်းနော်နောက်ချမ်းရပြီပြီးသွားလို့ရှိရင်ဘာလုပ်မလဲဆိုတော့ထောက်စာ3ပေါင်းလာတဲ့အတွက်ထောက်ထည့်မယ်နော်အဲဆိုရင်အမတို့ကဒီမှာဘာလုပ်မလဲဆိုတော့ခါးကိုတစ်ဝက်မှတ်လိုက်မယ်နော်ခါတစ်ဝက်မှတ်မယ်အဲဆိုရင်ခါက20ရှိရဆိုရင်10ပေါ့နော်ဆိုတော့ခါတစ်ဝက်မှတ်မယ်မှတ်ပြီးတော့ဘာလုပ်မလဲဆိုတော့အဲ့ဒီမြင်ကိုမှာတော့အရှိလိုက်ဆွဲထားမယ်နော်အတဲ့ပြန်ဆွဲပေးမယ်နော်ပြီးသွားလို့ရှိရင်ဒီမှာဒီကနေဘယ်လောက်ဆင်းမလဲဆိုတော့3 cmဒါဆိုရင်အမတို့ကဒီမှာထောင်မြင်းကိုဆွဲထုတ်ပြီးသွားပြီဆိုရင်ဒီမှာဒီကနေဘယ်လောက်ဆင်းလဲဆိုတော့အမတို့က3 cm ဆင်းတယ်เนาะဆင်းပြီးသွားလို့ရှိရင်အမတို့ကဒီထောက်ရဲ့အလယ်မြင်းကနေဒီဘက်ကို1 cm ဒီဘက်ကို1 cm မှတ်မယ်เนาะဒီတင်ရနေကြအမတို့ဘယ်လောက်တက်လဲဆိုတော့2 cm တက်လိုက်တယ်เนาะတက်ပြီးသွားလို့ရှိရင်အမတို့ကဒီမှာပြန်ပြီးတော့ဒါကိုပြန်လာဆက်ထုတ်လိုက်မယ်เนาะထောက်ဆွဲလိုက်တယ်เนาะဒီလိုထောက်ပြန်ဆွဲလိုက်မယ်เนาะပြီးသွားလို့ရှိရင်အမတို့ကဘာလုပ်မလဲဆိုတော့ဒီမှာထောက်ကအမတို့ကဒီမှာခါးပေါ်မှာပေါင်းတော့ကကြတော့3 cm ပေါင်းခဲ့တာအခုဒီမှာထောက်ကဒီဘက်1 cm ဒီဘက်1 cm ပဲဆိုတော့အမတို့ကထောက်စာ1 cm ပို့သေးတယ်အဲ့ဒါကိုအမတို့ကဘာလုပ်မလဲဆိုတော့ဒီမှာငကိုမြင်နော်ဘေးမြင်ရဲ့ဒီဘက်ထဲအတွင်းဘက်ကိုဝင်မယ်နော်အတွင်းဘက်ကိုဘယ်လောက်ဝင်မလဲဆိုတော့အမတို့က1 cm ဝင်တယ်နော်ဝင်ပြီးဘာနဲ့သွားဆက်မလဲဆိုတော့ဒီlevel ပေါ့ level ကနေဒီကိုလာဆက်တယ်ဒီအောက်ကိုလည်းအမတို့ကတင်ထိသွားဆက်တယ်နော်တင်ထိသွားဆက်တယ်အဲ့ဒါကဘာအတွက်လဲဆိုတော့အမတို့ကနောက်ကျောမှာအိုက်တာမျိုးမဖြစ်အောင်လို့အင်ကြီးဝလို့ရှင်နော်အဲ့ဒါမျိုးမဖြစ်အောင်အမတို့ကဒီမှာထောက်စားထုတ်ပြီးလိုက်တဲ့ပေါ့နော်အဲ့ဒါဆိုအမတို့ကဒီအသစ်ဖြစ်လာတဲ့မြင်းကိုပဲအမှန်ယူတော့မယ်နော်ဒီမြင်းတွေကမယူတော့နော်ဒါဆိုရင်ရမယ်နော်